ရောက်ရပြန်ပြင်လိုက်ကြလက်အပြေနဲ့သမီးစင်းကြပြီးလို့ရှိရင်ကျွန်တော်တို့ဒီတောက်ချေတော့ကျုံပြီးစပရာကျုံဒီ snorkeling လုပ်မှာကြတော့ကျွန်တော်တို့ secret room မှာလုပ် Hello guys အားလုံးပဲ morning ပါဒီနေ့ Maeve တို့ Orange ရဲ့အရန်လှတဲ့ကျွန်းတွေစီကို boat trip လေးသွားပါမယ်အဓိကတော့ဒီကျွန်းတွေစီကိုသွားခြင်းလို့ဒီ Orange ကိုမရောက်ရအောင်လာခဲ့ရပါတော့မနေ့ညကငါလှေရတော့လေမနေ့စင်နာကြီးရောက်လာဖို့ပြောထားတယ်Maeve ထင်တာလှေတစ်စင်းလုံးငှားလိုက်တာပေါ့နော်3သိန်းခွဲလားမသိဘူးပေးရတယ်ထင်တယ်ငါကမောင်လေးသွားငှားဆိုတော့လေတေချာတော့မသိဘူးအဲ့လောက်ပါပဲအဲ့လောက်ဝင်ချင်မှာပေါ့အခုကတော့မနက်8 နာရီခွဲပဲရှိသေးတာဆိုတော့မနက်စာလေးစားလောက်မယ်နော်ပြီးရင်ကန်းချင်မှာခဏထိုင်ပြီးတော့ဒီနေ့ခရီးစဉ်လေးစပါမယ်မင်းညလာတဲ့အဖွဲကဒီနေ့မနေ့ပဲရန်ကုန်ပြန်သွားကြပြီပေါ့နော်အဲ့တော့ဒီဟိုတယ်တစ်ခုလုံးမှာ Maeve တို့မိသားစု၄ယောက်ပဲရှိရဲ့တဲ့ဆိုလို့လေကျွန်းလုံးမှာကိုတယောက်တည်းရှိရဲဆိုတော့ feeling မျိုးကိုခံစားချင်တော့လေဒီ Orange ကျွန်းဝင်လာတယ်ပြီလားကန်းချီတစ်ချောင်းလေးဘယ်သူမှမရှိဘူးဟိုးနည်းနည်းဆက်လျှောက်လို့ရှိရင်တော့ resort လေးရှိရပေါ့နော်အဲ့မှာဆိုရင်တော့တခြားဧည့်သည်နဲ့ဝန်ထမ်းလေးရှိရဒါပေမဲ့ Maeve တို့တဲ့ဟိုတယ်ရှိမှじゃတကယ်ဘယ်သူမှမရှိတာကဲလေရောက်လာပြီဆိုတော့ဒီနေ့ Maeve တို့ရဲ့ adventure trip လေးစပါပြီเนาะဟိုမှာ Maeve တို့ရဲ့ Orange hotelရှိထီလာကြိုးပေးပါတယ်ရောက်ရပြန်ပြင်လိုက်ကြလက်အပြေနဲ့သမီးစင်းကြပြီးလို့ရှိရင်ကျွန်တော်တို့ဒီတောက်ချေတော့ကျုံပြီးစပရာကျုံဒီ snorkeling လုပ်မှာကြတော့ကျွန်တော်တို့ secret room မှာလုပ် အဲ့ဒါအခုဒီရပြီနောက်ဆုံးပေါ့ ဟုတ်ဒါနောက်ဆုံးဟုတ် secret room မှာ snorkeling လုပ်မှာ အခုကမြောက်ဝတီကိုအရင်တော့ဖျားအောင်အရင်တော့အရင်တစ်ခေါက် Maeve ငွေဆောင်သွားဟိုကလက်ပြတ်ကြီးပဲဝတ်တာမမရရအဲ့တော့အသားမင်းမာရေးပါလေတိတ်မတွေးမိဘူးပေါ့နော်အလောကမိတ်ဆွေနဲ့လာဆိုတော့လေပြောနေရပဲတည်တယ်အဲ့တော့အသားကြီးတော်မဲသွားတယ်နေအောင်လေတခြားအကာအကွယ်မလုပ်မိရောလေဒီတစ်ခေါက်ကတော့ဓာတ်ပုံရိုက်တဲ့အချိန်ကလွယ်ကျန်တဲ့အချိန်လက်ရှိဝတ်တယ်အခုလိုပဲပဝါရီလေးဆောင်းနေလုံးဝ special ကာကွယ်တာယောက်ျားတိုင်နဲ့လေကျဲကြီးအော်ခေါ်နေတဲ့အမျိုးသမီးငယ်လေးပဲဖြစ်ပါရဲ့ရှင်အမျိုးသမီးငယ်လေးဒါပြောရအောင်အတန်ကြီးရတော့အော်ကြီးနဲ့ကြောက်စရာကြီးအခုလမ်းမြင်နေရတဲ့ကမ်းခြေလေးကတော့လေးချိုင် beach ပေါ့နော်လေးချိုင်ကမ်းခြေပဲဖြစ်ပါတယ်Maeveတို့ကအခုပထမဦးဆုံးမြောက်ဒီဖျားကိုတွားဖို့မယ်အပြန်ကျမှလေးချိုင်ကမ်းခြေကိုဝင်ပါမယ်မြောက်ဒီဖျားကနေလေဒီလေးချိုင်ကမ်းခြေကိုလမ်းလျှောက်ပြီးလာလို့ရတယ်ပေါ့နော်ဒီတောင်ကျောလမ်းလေးရနေပြီးတော့ဒါမဲ့ Maeve တို့ကကြောက်ပြပြနဲ့မေလေးပါတော့လေ Maeve ကိုကလည်းအမောမခံနိုင်တော့ကလည်းပါတယ်အဲ့တော့လမ်းလျှောက်မလာတော့ပဲနေဒီလှေလေးနဲ့ပဲပြန်ကူးလာပါမယ်အခုမြင်နေရလေးကတော့ငါးဖက်လှေလေးပေါ့နော်ငါးဖက်ဆက်လှေလေးMaeveတို့ခုသွားမယ်မြောက်ဒီဖျား view point ဟိုးတောင်ပေါ်ကနေဆိုလို့ရှိရင်ဒီလှေတွေအများကြီးရဲ့အရန်လှရဲ့ view လေးကိုမြင်ရမှာဖြစ်ပါတယ်တောင်ပေါ်ရောက်လို့ရှိရင်ဒီ view လေးဘယ်လောက်လှလဲဆိုတာ Maeve တေချာလေးပြပေးမယ်နော်ဟိုမှာမြင်နေရတဲ့စီရီရော်လေးကတော့မြောက်ဒီတောင်ပေါ်မှာရှိတဲ့မြောက်ဒီစီရီပဲဖြစ်ပါတယ်တောင်တက်လန်းကအရန်မမတ်ဆောက်ပေးနဲ့တဘာဝနဲ့တသားရဲ့ကြာနေပြီးတော့အရန်အေးချမ်းနေလို့ပြောပါတယ်နေမပူလို့ရှိရင်တော့ပို့ပြီးတော့ကောင်းတယ်ပေါ့နော်beach ကိုလာတာ sport shoe နဲ့ဆိုပြီးတော့မပလိမ့်နဲ့နော်ခဏအပူမယူလာမိလို့ပါရှင်ဟေးမေစမ
လိုက်ပါကြတယ်ဒီလိုပြောလာ အေးစေပဲနော်ဖေကျမကြီးအတွက်အနားယူရပါညာဆို Saya makan sih ada. တလားထားတယ်အလူလား Itu baru dalam dalam. Dalam soalnya aku apa? Apa? ဟာလူရောက်ရ ကောရင်ကြီးကျွန်းများဝတီဆူတောင်းပြည့်စေတော့ဖျားဝင်မအောင်မိပြီးတော့အတူဝစ်လာမိတိုင်ဒီပတ်ပဝါတစ်ထဲပဲပါတယ်အပေါ်ကလည်းလက်တလုံးအောက်ကလည်းအတူဖြစ်အမလေးရှာပြီပြပွိုင်းကဲလောင်မယ်အပေါ်ရောက်မှပြန်ရိုက်ပါအောင်မယ်လမ်းတော့ရောက်ပြီတဲ့အမေလေးဒီဖယားကတက်ရတာမြင့်မြင့်နည်းနည်းတော်သေးတယ်ပြေတော့ဟိုမြေတို့ဝေဆောင်ဘက်ကယူပန်းဆိုလို့ရှင်မမတ်ကြီးပြန်စင်းရအရင်မှတ်တော့စင်ကြီးဒါမြင့်နေစင်ကြီး ဟောဒီနေရလို့ပြောပါတယ်ဒီတော့ဒီနားလောက်ထိကရေမြုပ်နေတာပေါ့အခုသူ့အရာကြီးကြံနေရပေါ့ဒီနားမှာ သူပြောတဲ့အတိုင်းပါပဲတကယ်အရာကြီးတိုင်းကြံနေတာနော်ဒီလောက်မြင့်ကြီးပင်နေကြီးอ่ะရောက်ပြီမလေးဟောရတတိကြီးလာမတက်နိုင်တော့မမနကအော်မလေးတောင်းမလို့တက်မလဲဒီပုံစံနဲ့ဒီဘက်ကကျငါးဖက်နေနော်ဝေးဆောင်ဘက်ကျတော့ငါးဖက်နေမရှိဟောလိုက်တာ ဟိုမှာဟိုချင်းမှာခဏဝင်နော် ကောင်းချင်းကျော်များပါသည်စီဒီတောင်ထိတ်မှာပါဖျားရှိရဲ့ဖြူပွိုင်ပေါ့နော် တောက်ကြောက်လာ ဒီရတာပဲ ဟိုကောင်လေးပြင်လက်ပုံကြည့် ဟိုမှာငါဖမ်းနေလေပေါ့နော်ဒီဘက်မှာပဲနေရဒီဖြူပါလေငွေဆောင်ဘက်ကနေသွားတဲ့ကျွန်းလေးကြတော့ဒီလိုဖြူနေရဒါဂေါ်ရင်ကြီးကျွန်းပေါ်ကရေချိုသုံးတဲ့နေရာလေးစိတ်တွင်းလားမသိဘူး ကြားတယ်တော့ ရေချိုထွက်တာတဲ့ ဒီမှာဒီဘက်ကတော့ပြင်ပြီးတော့ အာ နားတော့တကောင်ပြင်ပြီးတော့ ဒီကျုပ်တော့ထွက်နေတာဟုတ် ဟုတ်တယ်ဘာလို့လဲရှာတော့ဒီတော့မိုးတော့ပြောတောက်ရည်လို့ရတောက်ရည်တော့မလို့ဘာလို့လဲလောက်ကြတယ်ချိုးတော့ချိုးရပေါ့ဒီကဒီလိုတော့တော့လိုက်ရော နောက်ပြီးတော့ဘူးသားဟုတ်ကောင်းတယ် ဒီဘောကတော့လာဟမ်ဒီဘောကဆိုလာတော့လာဒီဘောကတော့တော့ချိုးလို့ရ ဝဲတော့ ဒီကတော့မကောင်းလက်ရှာရတယ်ဒီက ခေါ်ဝင်ကြီးကျွန်းပေါ်မှာနူးထလာတဲ့မနက်ခင်းလေးရယ်ကျွန်းပေါ်မှာစားခဲ့တဲ့မနက်စာလေးရယ်ပြီးတော့မြဝတီစီတော်ကြီးရယ်ကဲဒီနေ့ vlog လေးကတော့ဒီလောက်ပါပဲเนาะနောက်နေ့မှာလည်းကျန်တဲ့ကျွန်းလေးတွေကိုမေးဆက်သွားအောင်မှာမို့လို့စိတ်ဝင်စားတဲ့လူတွေအနေနဲ့စောင့်မျှော်ကြည့်ရှုပေးကြပါအောင်เนาะ Bye everyone, see you in my next vlog.